ဒီညီမလေးမေးထားတာတွေ reply ပြန်ပေးခြင်းလို့ပါเนาะသူမေးထားတာအကိုရေးတဲ့9လပိုင်း6လပိုင်းနဲ့စိုင်ဆောက်ဖွင့်ရင်အဆင်ပြေနိုင်လားရှင်နဲ့အိန္ဒိယကရှိပါတယ်တဲ့စိုင်ပြန်ဆောက်ရမှာပါရှင်ဆိုတော့ညီမလေး9လပိုင်း6လပိုင်းမှာစိုင်ဆောက်ဖွင့်ရင်အဆင်ပြေနိုင်လားဆိုတော့ညီမလေးအားနေချက်နဲ့အားသာချက်နှစ်ချက်ရှိတာပေါ့เนาะညီမလေးเนาะအားနေချက်ကြတော့ညီမလေး9လပိုင်း6လပိုင်းဒီမိုးဦးကြတဲ့ကာလဖြစ်တယ်မိုးဦးကြတဲ့ကာလဆိုတော့ညီမလေးပုံမှန်အားဖြင့်အယောင်းဝယ်တွေတော်တော်လေးကိုအေးတဲ့ကာလပေါ့နော်ညီမလေးနော်အဲ့ချိန်မှာကိုကလူသစ်အနေနဲ့စိုင်စားဖွင့်ရင်ညီမလေးအနေနဲ့အယောင်ခတ်နိုင်တယ်နော်အယောင်ခတ်နိုင်တယ်နော်အဲ့ကတော့ညီမလေးရဲ့အားနေချက်ပေါ့နော်ညီမလေးရဲ့နော်အားသာချက်ကြတော့ညီမလေးရဲ့အကိုရှေ့မှာပြောခဲ့လို့ပဲအယောင်ဝယ်တွေပါတဲ့အယောင်အေးတဲ့ချိန်ဖြစ်တော့အဲ့ချိန်ကဈေးကွက်ကတည်ငြိမ်နေပုံမှန်အားဖြင့်ဈေးနှုန်းတွေတည်ငြိမ်နေပေါ့ညီမလေးရဲ့အဲ့ချိန်မှာညီမလေးရဲ့ပစ္စည်းတွေဝယ်ပြီးတော့စိုင်စတယ်ပါဆိုတော့ညီမလေးရဲ့အဝယ်အားသာမယ်ညီမလေးဝယ်တဲ့အချိန်ကျရင်ညီမလေးအားသာမယ်ပြန်ရောက်တဲ့အချိန်ကျရင်တော့ညီမလေးအနေနဲ့နည်းနည်းလေးဖီအားရောက်နိုင်တယ်เนาะညီမလေးဖီအားရောက်နိုင်တယ်အဲ့ဒီအားနေချက်အားသာချက်တော့ရှိတယ်ဒါပေမဲ့ညီမလေးလူသစ်အနေနဲ့ဖွင့်မယ်ဟေးဆိုရင်တော့ကောင်းတယ်ဖွင့်လို့ရတယ်ဒီအယောင်ခတ်တဲ့ဒီမိုးရင်းကာလာလေးတော့ညီမလေးနည်းနည်းလေးတော့ကတိကောက်ဖြစ်မယ်ဒီမိုးရင်းကာလာကြော်သွားလို့ရှိရင်တော့ညီမလေးအရှိန်ရသွားပြီပေါ့နော်တခါတည်းအရှိန်ရသွားပြီကိုယ်ဆိုင်နေရလဲလူသိသွားပြီဆိုတော့ညီမလေးအနေနဲ့တတိချာချာလေးတာကြိုးစားပြီးလုပ်မယ်ဆိုရင်အောင်မြင်တိုးတဲ့ကြီးပွားတဲ့ကုံဆိုင်ကုံကြောဆိုင်ဖြစ်လာနိုင်ပါတယ်လို့เนาะညီမကြီးเนาะအကိုကတော့သိန်းအောင်ဝင်ထအောင်ပါ